ဘာစီလိုနာရဲ့ပါရမီရှင်လေးလာမင်းရမယ်ဟာအသက်16နှစ်အရွယ်မှာရင်ဂန်ဝင်ကစားသမားကြီးစီရောနဲ့တွေ့စံချိန်ကိုကြော်ဖြတ်ဖို့အနားနီးနေပြီဆိုတဲ့သတင်းကဘောလုံးလောကတစ်ခုလုံးကိုဟိုးကြော်သွားစေခဲ့ပါတယ်။မင်္ဂလာပရိသတ်ကြီးဒီနေ့မှာတော့ကမ္ဘာဘောလုံးလောကရဲ့မျက်မှောက်ခေတ်အထောက်ပံ့ဆုံးလူငယ်ကျယ်ဝန်းလာမင်းရမယ်ရဲ့မယုံနိုင်စရာဆွမ်းဆောင်ရည်တစ်ခုအကြောင်းကိုပြောပြပေးချင်ပါတယ်။အသက်16နှစ်ဆိုတာလူငယ်အသင်းမှာပဲရှိနေရမယ်အရွယ်ဖြစ်ပြီမယ်။ရမယ်ကတော့မာလီဂါရဲ့ဂန်ဝင်တွေဖြစ်တဲ့စီရောနဲ့တို့မက်ဆီတို့ရဲ့စံချိန်တွေကိုစတင်ချိန်ချောက်နေပါပြီ။စီရော်နယ်ဒိုဟာရီယယ်မက်ဒရစ်မှာဘောလုံးရာသီ9ကြိမ်အထိကစားခဲ့စဉ်အတွင်းမှာလာလီဂါဖလားကို2ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမဲ့မယုံနိုင်စရာကောင်းတာကလာမင်းရမယ်ဟာအသက်18နှစ်မပြည့်ခင်မှာနေလာလီဂါဖလား2ကြိမ်ရရှိပြီးဖြစ်လို့ရိုနယ်ဒိုရဲ့စံချိန်ကိုအမီလိုက်ထားနိုင်ပြီဖြစ်ပါတယ်။အခုလာမယ့်ရာသီတွေမှာလည်းဘာစီလိုနာသာထပ်မံဗိုလ်ဆွဲနိုင်ခဲ့မယ်ဆိုရင်တော့ရမယ်ဟာအသက်19နှစ်မတိုင်ခင်မှာနေရိုနယ်ဒိုထက်လာလီဂါဖလားပိုများတဲ့ကစားသမားဖြစ်လာမှာပါ။ရမယ်ထူးခြားမှုကတော့ဖလားအရေးအတွက်တင်မဟုတ်ပါဘူးအသက်18နှစ်မတိုင်ခင်ပွဲပေါင်း100ပြည့်တဲ့အထိကစားပေးနိုင်ခဲ့တဲ့စံချိန်မှာလည်းရိုနယ်ဒိုထက်သာလွန်နေပါတယ်ရိုနယ်ဒိုဟာအသက်20နီးပါးမှာပွဲပေါင်း100ပြည့်ခဲ့တာဖြစ်ပြီးတော့ဂိုးနဲ့ဂိုးဖန်တီးမှုအပိုင်းမှာလည်းရမယ်ဟာငယ်ငယ်ရွယ်ရွယ်နဲ့ပိုပြီးလှုပ်ပြနိုင်ခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်လေရိုနယ်ဒိုကိုယ်တိုင်ကယာမယ်ဟာမျိုးဆက်သစ်ရဲ့အကောင်းဆုံးကစားသမားဖြစ်လာလိမ့်မယ်လို့ချီးကျူးပြောဆိုခဲ့တာပါ။ဒါအပြင်ယာမယ်ဟာမက်ဆီရဲ့အမွေအနှစ်ဖြစ်တဲ့နံပါတ်10ဂျာစီကိုဝတ်ဆင်ခွင့်ရခဲ့ပြီးတော့ယာမယ်ရဲ့လူကြိုက်များမှုကလည်းအမခန်းပါပဲ။ဂျာစီရောင်းချမှုမှာလည်းဒေါ်လာ17သန်းကျော်အထိစံချိန်တင်ရရှိခဲ့တာဟာသူ့အပေါ်ကိုပရိသတ်တွေဘယ်လောက်ထိမျှော်လင့်ချက်ကြီးမားနေလဲဆိုတာကိုသက်သေပြနေပါတယ်။ရမယ်ကတော့သူ့ကိုယ်သူဘယ်သူနဲ့မှမနိုင်ရှင်ဖို့နဲ့မက်ဆီဟာမက်ဆီသူကတော့သူကိုယ်တိုင်ဖြစ်တယ်လို့နှိမ်ချစွာပြောဆိုထားပါတယ်။ဒါပေမဲ့ကွင်းထဲမှာသူပြသနေတဲ့ရင်းချက်မှုနဲ့ဂိုးဖန်တီးမှုတွေကတော့မက်ဆီရဲ့လမ်းစဉ်အတိုင်းသွားနေတယ်လို့ပါပဲ။ကဲအားကစားဝန်ရှင်ပရိသတ်များခင်ဗျာလာမင်းရမယ်ဟာတကယ်ပဲမက်ဆီနဲ့ရိုနယ်ဒိုတို့ရဲ့စံချိန်တွေကိုအကုန်ချိုးဖျက်ပြီးကမ္ဘာအကောင်းဆုံးဖြစ်လာနိုင်မလား။သူ့ရဲ့အလားအလာပေါ်မိတ်ဆွေတို့ရဲ့အမြင်တွေကို comment မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ။